ကဲအားလုံးပဲမင်္ဂလာပါဒီနေ့တော့2026 Android Show iOS CC ရဲ့စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်တဲ့ Gemini ဉာဏ်ရည်တုခစ်အကြောင်းကိုလေ့လာချန်းစစ်ကြည့်ကြအောင်ဗျအရင်ကခိုင်းတာတော့ပဲလုတ်တင်နိုင်တဲ့ရိုးရှင်းတဲ့စစ်လေပတ်မှုစနစ်တွေကနေအခုဆိုရင်ကိုယ်တိုင်ကြိုတင်တွေးတော့ပြီးလုတ်ဆောင်ပေးနိုင်တဲ့ဉာဏ်ရည်တုစနစ်တွေစီကိုဘလို့ Android စရာအကောင်းလောက်အောင်ကုပြောင်းလာပြီလဲဆိုလားတန်းပြီးလေ့လာကြည့်လိုက်အောင်အဲ့တော့ဒီလိုအခြေခံကြတဲ့မေးခွန်းလေးတစ်ခုကိုအရင်ဆုံးမေးကြည့်ခြင်းတယ်ဆက်လေပတ်မှု system တစ်ခုဟာကြိုတင်တွေးတောနိုင်မယ်ဆိုရင်ဘာဖြစ်လာမလဲပေါ့အရင်တော့ software တွေဆိုလာကျွန်တော်တို့ခိုင်းတာကိုပဲနားထောင်ပြီးလုပ်ပြီးတဲ့အနေအထားမျိုးပဲရှိခဲ့တာလေဒါပေမဲ့အခု Gemini ဉာဏ်ရည်တု system ကတော့နားထောင်ရုံတတ်မဟုတ်တော့ဘူးဗျာအချက်လက်တွေကိုတက်ကြွနဲ့ကိုယ်တိုင်စဉ်းစားတွေးခေါ်ပြီးတော့ကျွန်တော်တို့လိုအပ်မဲ့အရာတွေကိုကြိုတင်ဖန်တီးပေးလာနိုင်တဲ့အနေအထားကိုလုံးဝပြောင်းလဲသွားပြီဖြစ်ပါတယ်ဒီပြောင်းလဲမှုကြီးကိုရှင်းလင်းတင်ပြဖို့တဲ့ဒီနေ့အဓိကအပိုင်းလေးပိုင်းကိုဖြတ်သန်းသွားပါမယ်ပထမဆုံး smartphone ရဲ့ပုံစံတစ်ပြင်ပုံမထက်မြက်လာတဲ့ Android Auto အိမ်နောက် laptop အသစ်ဖြစ်တဲ့ Google Book နဲ့နောက်ဆုံးပါတော့ဒီရအာနုပါဝင်တဲ့ဉာဏ်ရည်တုဂေယစနစ်ကြီးအကြောင်းပါပဲကျွန်တော်ရဲ့အိတ်ကထဲကစက်ပစ္စည်းလေးကနေကားထဲအဲဒီကနေအလိုအစားပွဲအထိဘီလိုတွေချဲ့ထွင်လာလဲဆိုတော့ကိုတွေ့ရမှာပါကဲပထမဆုံးအပိုင်းအနေနဲ့ smartphone တွေကိုပုံစံတစ်ဖန်တီးခြင်းကနီးအားဖြင့်ကျွန်တော်တို့အိတ်ကထဲမှာအမြဲပါလေးရှိတဲ့ Gemini အကြောင်းကနေဆက်လိုက်အောင်ကျွန်တော်တို့ရဲ့ဖုန်းတွေဟာရင်ကထက်အများကြီးပို့ပြီးတော့ကိုယ်ပိုင်အကူအညီပေးနိုင်တဲ့အဆင့်ကိုရောက်လာပါပြီဒီအချက်ကတကယ်ကိုစိတ်ဝင်စားစရာကောင်းလေဗျာ Ramla လို့ခေါ်တဲ့ AI ကိယာလီဟာကျွန်တော်တို့နေ့စဉ်ကြုံတွေ့နေရတဲ့ပြဿနာတစ်ခုကိုအလွယ်လေးဖြေရှင်းပေးလိုက်တာပါစဉ်းစားကြည့်လေဖုန်းလေးကိုစကားပြောပြီးစာရဲတဲ့အခါအန်းလိုမျိုးအသက်နေပါသွားတာတို့စကားပြောရင် idea တွေချက်ချင်းပြောင်းသွားတာတို့ဖြစ်တယ်မလား तू ကအဲ့ဒါတွေကိုတသက်ရဖြစ်အောင်အလိုလျောက်ရှင်းလင်းပေးလိုက်တာဗျာဒါတင်မကသေးဘူးစကားပြောနေရင်တဲ့ဘာသာစကားတစ်ခုတည်းမကကွာတပြန်နဲ့တရောတော့သုံးပြသွားရင်တော့အလွယ်တကူပြောင်းလဲနားလည်ပြနိုင်စွာရှိပါတယ်နောက်ထပ်မိုက်တဲ့လောက်ဆောင်ရဲ့တူကတော့ကိုပိုင် widget ဖန်တီးတဲ့လုပ်ငန်းစဉ်ပါပဲဥမာကျွန်တော်တို့ species ထုတ်မဲ့လေးတိုင်နှုံနဲ့မိုးရွာနိုင်ချီကိုပဲကွက်ပြီးထိချင်တယ်ဆိုပါစို့အရင်လိုမိုးလေးဝါတော့ app ထက်ဝင်ရှားပြီးအချင်းကုန်ခန့်ဆရာမလို့တော့ AI ကိုစကားပြောတယ်လို့မျိုးတဘာဝချာလေးလမ်းပြောလိုက်ုံနဲ့မိမိစိတ်ကြိုက် widget တစ်ခုကို Gemini ကချက်ချင်းဖန်တီးပြလိုက်မှာပါပြီးတာနဲ့အဲ့ဒီ widget ကိုဖုန်းပင်မ screen ဒါမှမဟုတ် smart 9ပေါ်မှာအရွယ်စားချင်ရေးပြီးအလွယ်တကူနေရာချထားလိုက်ရုံပါပဲ application တီးတန့်တွဲမထားရင်တောင်အဆင်ပြေတယ်ဆိုတာသိပါသလားဖုန်းထဲက Chrome မှာပါတဲ့ Gemini ကိုတွန်းပြီးရှုပ်ထွေးတဲ့ website အလုပ်တွေကိုအလွယ်တကူလုပ်ဆောင်ခိုင်းလို့ရသေးတယ်ဗျာကားပါကင်တရားရှာတာပဲဖြစ်ဖြစ် PC ပို့ဆောင်မှုအခြေအနေကိုလိုက်ကြည့်တာပဲဖြစ်ဖြစ် web ပေါ်မှာအချင်းကုန်တက်တာစွာနဲ့ချောချောမွေ့မွေ့အလိုလျော့ပြမြအောင်လုပ်ပြီးတော့မှာပါတကယ်ကိုအသုံးဝင်တဲ့အကူအညီပါပဲ Okayဖုန်းကနေတစ်ဆင့်ဒုတိယပိုင်းဖြစ်တဲ့ပုံမထက်မြက်လာတော့ Android Auto အကြောင်းကိုဆက်သွားကြည့်အောင်ဒီဉာဏ်ရည်တုစက်နစ်ဟာကျွန်တော်ရဲ့ကားလိုမျိုးရုပ်ပိုင်းဆိုင်ရာပဝန်းကျင်တဲ့အထိဘလို့ရောက်ရှိလာပြီလဲဆိုတာတကယ်ကိုစိတ်လှုပ်ရှားစရာဟာဒီကိန်းကနန်းကိုတစ်ချက်လောက်ကြည့်လိုက်ပါတန်း25တော့ဗျာအမခမ်းပါပဲလက်ရှိမှာ Android Auto ကိုအထုံးပြုနေတဲ့ကားရဲ့ထားဟာဒီလောက်အချိများပြားနေပါပြီတန်ပေါင်း25တော့မော်တော်ယာဉ်နဲ့စီကိုဒီလိုချောင်းမွေးပြီးကိုယ်ပိုင်အထုံးပြုနိုင်တဲ့ဉာဏ်ရည်တုစနစ်တွေရောက်ရှိနေပြီဆိုတဲ့တော်ပါပဲအဲ့ဒီတော့တင်းရဲ့ကားခိုလိုင်းက smart PC တခုဖြစ်နေမယ်ဆိုရင်တော့စော်ရမီကိုလည်းပေါ်လာပါတယ်ဒါဟာ Google Building စနစ်ပါဝင်တဲ့ကားမော်ဒယ်ပေါင်း100ကျော်မှာစက်ပိုင်းဆိုင်ရာနဲ့ software ပိုင်းကိုဘယ်လောက်ထိနက်နက်ရှိုင်းပေါင်းဆက်ထားတယ်လဲဆိုတဲ့ဒသနာကိုထည့်နေတာပါကားဆိုတာတော်လာရဲ့ကတိတန့်သုံးတဲ့စက်ကြီးရာတခုဖြစ်ကနေအရာရာကိုလှုပ်ဆောင်ပေးနိုင်တဲ့ smart PC ကြီးတခုဖြစ်လာနေပြီဆိုလားညွှန်းလို့မရတော့ပါဘူးဥမာအနေနဲ့ပြောရရင်မြေပုံစနစ်တွေဟာအရင်ကထက်အများကြီးပိုမိုအသက်ဝင်လာပြီးတိုက်ရိုက်လမ်းကြောင်းပြစနစ်နဲ့အတူ 3D ပုံစံရှင်းရှင်းလင်းလင်းပြသပေးလာနိုင်တယ်အမိုက်ဆုံးအချက်ကတော့ဗျာကားရနာထားချိန်မှာဆိုရင်ကားတွင်းဖျော်ဖြေစနစ်ကခိုးပိုင်ရုပ်ရှင်ရုံလေးတစ်ခုလိုဖြစ်သွားပြီး HD ဗီဒီယိုတွေကိုတော်ပြီး Atmos အတန်စနစ်နဲ့ပါကြည့်ရှုခန်းစားနိုင်တာပါပဲစိတ်ချပါကားပြန်မောင်းပြီးစွမ်းနဲ့ Android Cancel Order ဗီဒီယိုခနဲ့အတန်ဖိုင်တက်တော့ပဲအလိုလျောက်ပြောင်းလဲပေးထွားမှာပါအရေးကြီးဆုံးကဒီစနစ်ဟာပတ်ဝန်းကျင်အခြေအနေတွေကိုဘလောက်အထိနားလည်တော့ပေါက်လဲဆိုတဲ့အချက်ပဲဥပမာ65လက်မ DVG ကားနောက်ဖုံးမှာဆက်မလာလို့မေးလိုက်ရင်ကားရဲ့အတိုင်းအတာကိုသူကအတိအကျဒီနေတော့ချက်ချင်းတွက်ချက်ဖြေကြပေးနိုင်တယ်ဒါတင်မကတဲ့ကို Magic Q စနစ်ကိုတုံးပြီးတငယ်ချင်းပို့လိုက်တဲ့ email ထက်ကတောင်တက်မဲ့နေရလိပ်စာကိုအလိုအလျောက်ရှာဖွေမြေပုံနဲ့ထက်ပြီးတော့တခြားတငယ်ချင်းစီကိုတစ်ချက်နဲ့ယုံနဲ့ပြန်ပို့ပေးနိုင်တာမျိုးအထိအခြေအနေတွေကိုအပြည့်အဝနားလည်လှုပ်ဆောင်ပေးနိုင်နေပါပြီဆက်ပြီးတော့တတိယပိုင်းရတဲ့ Google Book အကြောင်းလေ့လာကြည့်ကြအောင်ဒါဟာ laptop ကိုပုံစံတစ်နဲ့လုံးဝပြောင်းလဲပေးလိုက်တာပါ cloud စနစ်နဲ့ AI ဉာဏ်ရည်တို့ကိုအခြေခံပြီးတိစောက်ထားတဲ့ hardware အမျိုးအစားတစ်ခုကိုမိတ်ဆက်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်
ကျွန်တော်တို့ laptop လေးမှာဆက်စုနေများစွာတုံးလာခဲ့တဲ့အပြောင်းလဲမရှိခဲ့တဲ့ right click နဲ့စနစ်ဟောင်းကြီးကိုသိတယ်မလားအခုအဲ့ဒီနေရာမှာပုံမတွက်လက်ပြီးအသက်ဝင်တဲ့ magic pointer ဆိုရင်စနစ်တစ်ခုအစားထိုးလိုက်ပါပြီအရင်ကငင်းသက်နေတဲ့ခေါ်စာလေးဟာအခုဆိုရင်လိုအပ်ချက်ပေါ်မှုတည်ပြီးပြောင်းလဲပြင်းလဲအလုံးလုံးပေးနိုင်တဲ့အရာတစ်ခုဖြစ်လာပါပြီဒီ magic pointer ကဘလို့အတူလုံးလဲဆိုတော့အဆင့်တွေအများကြီးမလို့တော့ဘူးဗျာခါစာလေးကို float ခါလိုက်ရုံနဲ့ screen ပုံကအရာလေးနဲ့သက်ဆိုင်တဲ့ AI အကြံပြုချက်တွေကိုချက်ချင်းရယူနိုင်ပါတယ်ဥပမာဆိုပါစို့ခလေးအခန်းတတ်ပုံတစ်ပုံနိုင်ငံကစကူပုံတစ်ပုံနဲ့ခလေးကုတ်တင်ပုံတစ်ပုံတို့ကိုယူလိုက်ရုံနဲ့တီးချချက်ပေါက်ဖတ်စရာတောင်မလိုပဲအဲ့ဒီအရာထုံးခုပေါင်းစပ်ထားတဲ့အခန်းပုံစံတစ်တစ်ခုကိုချက်ချင်းပုံဖော်ကြည့်ရှုနိုင်ပါတယ်တကယ်ကိုမော်ဆန်နဲ့လက်ဆောင်ချက်လို့ပြောရမှာပါပဲနောက်ပြီး quick access ဆိုတဲ့လောက်ဆောင်ချက်ဒါကကွန်ပျူတာတုံးနေရင်ဖုန်းကိုလိုက်ရှာရတဲ့အနောက်ရှက်တီကိုလုံးဝဖန်ရှားပေးလိုက်တာပါပဲကိုကကလေးကြည့်တဲ့ကင်မရာကိုစစ်ဆေးချင်တာပဲဖြစ်ဖြစ်ချက်ထဲကဓာတ်ပုံတစ်ပုံကို email မှာပို့တဲ့ချင်တာပဲဖြစ်ဖြစ်ဖုန်းကိုလှန်ကန်ရှာမလို့တော့ပါဘူး laptop screen ပေါ်ကနေပဲဖုန်းထဲက app တွေ file တွေကိုတိုက်ရိုက်လွယ်လွယ်ကူကူဆွဲယူအသုံးပြုနိုင်နေပါပြီဒီလို Mic တဲ့ Google Boot တွေကိုထုတ်လုပ်ပေးမယ်အဓိက hardware မိဖက် company ကြီးတွေကတော့ HP, Dell, Lenovo, Acer နဲ့ ASU ဆိုပဲဖြစ်ပါတယ်ဒီ laptop တွေမှာစွမ်းဆောင်ရည်မြင့်မာတဲ့အပြင်တီးတန့်ထုတ်လုပ်ထားတဲ့ထူးခြားတဲ့ Global Air logo လေးပါဝင်မှာဖြစ်လို့ဈေးကွက်ထဲမှာအလွယ်တကူခွဲခြားသိမြင်နိုင်မှာသိကြပါတယ်ကဲနောက်ဆုံးပိုင်းဖြစ်တဲ့ညံရီထက်မြတ်သောဂီဟနတစ်ဆိုတဲ့အခေါင်းစဉ်ကိုရောက်ရှိလာပါပြီအခုဆိုရင်ဖုန်းကားနဲ့ laptop ဆိုတဲ့အဓိကမနန်ရီ၃ခုစလုံးကိုပေါင်းဆက်ပြီးဒီနီးပညာအဆင့်ကူပြောင်းမှုကြီးတစ်ခုလုံးကအရာအလုံးကိုဘယ်လိုချိတ်ဆက်ပေးနေတယ်လဲဆိုတာအချင်းချုပ်ကြည့်ကြရအောင်ဒီအချိန်ပြားစရာလေးကိုချိလိုက်ရင်ကျွန်တော်တို့နေ့စဉ်ဘဝမှာအသုံးပြုနေတဲ့ပစ္စည်းတွေအားလုံးကတစ်ဆက်ဘလို့အလုံးလုံးသွားလဲဆိုတာမြင်ရပါလိမ့်မယ်။မနေ့မိုးလေးနာနဲ့ smart နာလေးပုံကကိုပိုင်မိုးလေးဝေးတော့ widget ကိုကြည့်တယ်။နေ့လယ်ပိုင်းကျတော့ဖုန်းနဲ့က RAM လက်ကနေတစ်ဆက်အလုပ်ကိစ္စတွေကိုတက်တက်ရရမှတန်းတင်တယ်။ညပိုင်းအိမ်ရိုးတော့မာလီမျိုးမှာလုံးမဲ့မိသားစုတွေးဆောင်ပွဲရတဲ့ laptop ပေါ်က magic pointer ကိုတုံးပြီးလွယ်ကူလင်းမြန်စွာစီစဉ်ကြတယ်။အရာအလုံးကကျွန်တော်တို့ရဲ့လိုအပ်ချက်တွေကိုချိုးတင်သိရှိပြီးအချင်းချင်းအပြည့်အဝချိတ်ဆက်လှုပ်ဆောင်ပေးနေတာဗျာဒီရှင်းလင်းတင်ပြချက်ရဲ့အဆုံးသက်အငင်းနဲ့စဉ်းစားစရာမေးခွန်းလေးတစ်ခုခြံထားခဲ့ချင်ပါတယ်ဒီလောက်ဒီချိတ်ဆက်မှုအားကောင်းပြီးထက်မြက်တဲ့ဉာဏ်ရည်တု system တွေဟာကျွန်တော်တို့နေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့ digital ပိုင်းဆိုင်ရာအခက်အခဲတွေအစင်မပြေမှုတွေဘလောက်များကိုအလော်လျောက်ဖြည့်ရှင်းပေးသွားနိုင်မလဲတေချာတာတစ်ခုကတော့ဒီ Gemini ဉာဏ်ရည်တုခေတ်ကြီးကကျွန်တော်တို့ရဲ့နေ့စဉ်ဘဝကိုတိတိတသာပြောင်းလဲပေးတော့မယ်ဆိုတာပါပဲအားလုံးပဲဒီလေးလာဆန်းစစ်မှုကနေဘုဒ္ဓတာတွေရလိမ့်မယ်လို့မျှော်လင့်ပါတယ်အချိန်ပေးပြီးနားဆင်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်